မနက်အိယာထားတိုင်းခါကြီးတောက်နေလို့ကုန်းရကွာရခတ်နေလားလှေကားတတိုင်းဒူးကနာလွန်းလို့အကိုက်ကဲပျောက်ဆေးတွေကိုပဲအမြဲအားကိုးနေရပြီလားဆေးတွေအရန်တောက်တာကရေရှည်မှအစာအိမ်ညာကြောက်ကတ်ကိုထိခိုက်စေနိုင်ပါတယ်ဒါပေမဲ့မပူပါနဲ့ဒီနေ့ဗီဒီယိုမှာတော့ဆေးတစ်ပြားမှတောက်เสียမလို့ပဲအိမ်မှာနေရဲ့အလွဲတကူလုံနိုင်တဲ့ခါနာဒူးနာချက်ချင်းထက်တာစေမဲ့ရိုးရှင်းဘောလေ့ကျင့်ခန်း၄မျိုးကိုလက်တွေ့ရှင်းပြပေးသွားပါနဲ့ဒီလေ့ကျင့်ခန်းတွေကိုတစ်နေ့9မိနစ်အချိန်ပေးပြီးလုပ်ကြည့်ရုံနဲ့တင်းရဲ့နာကျင်မှုတွေတိတိတာတာရော့ကျသွားတာကိုတွေ့ရမှာပါမင်္ဂလာပါအိမ်တွင်းကျန်းမာရေးစောင့်ရှောက်မှုနည်းလမ်းကောင်းတွေကိုမျှဝေပေးနေတဲ့ Tips for Health Channel ကနေကြိုဆိုပါရစေဗီဒီယိုလေးမစခင်မှာကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ကဲပထမဆုံးခါနာတတ်တာစေမဲ့လေ့ကျင့်ခန်းလေးကနေစလိုက်ကြရအောင်ပထမဆုံးလေ့ကျင့်ခန်းကတော့ခါယိုးစစ်တွေကိုပျော့ပြောင်းစေပြီးနာကျင်တောင့်တင်တာတွေကိုအမြန်ဆုံးပြေလျော့စေမဲ့ကက်ကောင်းလို့ခေါ်တဲ့လေ့ကျင့်ခန်းမှာလိုအပ်မဲ့ပုံစံကတော့ကျမ်းမြင့်ကောင်မှာလက်နှစ်ဖက်နဲ့ဒူးနှစ်ဖက်ကိုထောက်ပြီးလေးဘက်ထောက်အနေထားနေပြီးပါပြီးရင်အသက်ကိုဖြင်းဖြင်းရှူသွင်းရင်ခါးကိုအောက်ဖက်ခွတ်ချလိုက်ပြီးခေါင်းကိုအပေါ်မော့ပေးပါပြီးရင်အသက်ကိုဖြည်းဖြည်းချင်းပြန်ရှူထုတ်ရင်ခါးကြီးကိုအပေါ်ကိုခုံးတင်လိုက်ပြီးခေါင်းကိုအောက်နှုတ်ပေးပါဒီအပေါ်ခုံးလိုက်အောက်ခွက်လိုက်ပုံစံကိုဖြည်းဖြည်းနဲ့မှန်မှန်လေး10ချိန်လောက်ဆက်တိုက်လုပ်ပေးပါခါးကြွက်သားတွေတော်တော်လေးပေါ့ပါသွားတာကိုချက်ချင်းခံစားရပါလိမ့်မယ်ဒုတိယတစ်ခုကတော့ခါအောက်ပိုင်းနဲ့တင်ပါစုံကအကြောတွေကိုအကောင်းဆုံးဆွဲဆန့်ပေးနိုင်တဲ့လေ့ကျင့်ခန်းပါလုပ်ရမယ့်ပုံစံကဒူးထောက်ထိုင်တဲ့အနေထားကနေရှေ့ကိုဖြည်းဖြည်းချင်းကိုင်းချပြီးလက်နှစ်ဖက်ကိုရှေ့စီကိုတက်နိုင်တဲ့လောက်ဆန့်ထုတ်ပေးပါနဖူးကိုကြမ်းပြင်းနဲ့ထိထားပြီးခါအောက်ပိုင်းကအကြောတွေဆွဲဆန့်ခါရဲ့အထိနေပေးပါဒီအနေထားအတိုင်းအသက်ရှူမှန်မှန်နဲ့စက္ကန့်30လောက်နေပေးပါခါနာတာတင်ပါကနေခြေသလုံးအထိအကျော်ဆွဲတာတွေကိုအရန်တက်တာစေပါတယ်တတိယလေ့ကျင့်ခန်းကတော့ဒူးနာတဲ့သူတွေကဒူးစစ်ကိုဝန်ပိတာမျိုးမဖြစ်စေပဲပေါင်ကြွသားတွေကိုထန်ဆွမ်းစေမဲ့လေ့ကျင့်ခန်းပါကျမ်းပြင်ပေါ်မှာပတ်လက်လဲအိတ်ပါဒူးမနာတဲ့ခြေထောက်တစ်ဖက်ကိုကွေးထားပြီးဒူးနာတဲ့ခြေထောက်ကိုတော့အဖြောင့်တိုက်ထားပါပြီးရင်အဲ့ဒီအဖြောင့်ထားတဲ့ခြေထောက်ကိုကျမ်းပြင်ကနေတစ်ထွားလောက်အပေါ်ကိုဖြည်းဖြည်းချင်းမြှောက်တင်ပေးပါလေးထဲမှာ3စက္ကန့်လောက်တောင့်ထားပြီးမှအောက်ကိုဖြည်းဖြည်းချင်းပြန်ချပါဒီလိုမျိုးတစ်ဖက်ကို10ကျင့်စီပုံမှန်လုပ်ပေးခြင်းဖြင့်ဒူးကောင်းကိုထိမ့်ပေးထားတဲ့ကြွက်သားတွေတာမာလာပြီးဒူးနာတာတိတိတတာတက်တာလာပါလိမ့်မယ်စတုထလေ့ကျင့်ခန်းကတော့ဒူးစစ်နဲ့ပေါင်ကြွက်သားတွေကိုအထူးတန်မာစေမဲ့နီလန်းပါနေရန်တစ်ခုကိုကြောမီနီမှတ်မှတ်ရပ်ပါပြီးရင်ကလာထိုင်ပေါ်မှာထိုင်ချလိုက်တဲ့ပုံစံမျိုးရောက်တဲ့အထိကိုလုံးကိုအောက်ဖက်ဖြည်းဖြည်းချင်းလျှော့ချလိုက်ပါဒူးကောင်းကခြေပြားထက်ကြော်မသွားဖို့တတိထားပါဒီအနေထားအတိုင်းစက္ကန့်20ကနေ30အထိတောင့်ခံထားပေးပါပြီးရင်မူလအတိုင်းပြန်ရပ်ပါဒီလေ့ကျင့်ခန်းကို9ချိန်လောက်လုပ်ပေးပါပထမပိုင်းမှာပေါင်တွေနဲ့တုံလာနိုင်ပြီးပဲရေရှည်မှာဒူးကောင်းကိုအထူးကာကွယ်ပေးနိုင်ပါတယ်ဒီလေ့ကျင့်ခန်းလေးတွေကရိုးရှင်းပေမဲ့နေ့စဉ်ပုံမှန်လုပ်ပေမဲ့ဆိုရင်အကြိုက်ခဲပြောက်စီတွေတောက်เสียမလို့ပဲနာကျင်မှုတွေကိုအကောင်းဆုံးဖြေရှင်းပေးနိုင်ပါတယ်တကယ်လို့လေ့ကျင့်ခန်းလုပ်နေရင်လည်းပိုပြီးနာကျင်လာတဲ့ဆိုရင်တော့ချက်ချင်းရက်ပြီးဆရာဝန်နဲ့ပြသသင့်ပါတယ်ဒီဗီဒီယိုလေးကသိရတဲ့အကျိုးရှိတယ်ဆိုရင် like နှိပ်ပေးပြီးခါနာဒူးနာဖြစ်နေတဲ့မိဘတငယ်ချင်းတွေကိုပါအခုပဲ share ပေးလိုက်ပါအောင်နော်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်